သားလည်းလူလူလေးမှာဆော့တာရှင်းရှင်းဆက်ဆက်လေးနဲ့ပေါင်းပြီးတော့စားရလုံးဝမအီပဲနဲ့မိုက်တယ်စားလို့ပါတခုလေးနဲ့အောင်ပါသက်ထင်အောင်မဆန့်တော့ကြီးပဲရှဲ့ပဲအရင်ရောင်းရစဖွင့်တဲ့နေ့တည်းရောင်းရတာပဲဒီမရောင်းတဲ့နေ့မရှိဘူးမကုန်တဲ့နေ့လည်းမရှိဘူးဖိပြီးအဲ့ညက်လည်းကုန်တာပဲအဲ့နဲ့တိုးကအခု20ပတ်ဝန်းကျင်ဖြစ်သွားတယ်အနီးကချက်တဲ့နေရာမှာလည်းတီချာဆေးတယ်တီချာတတိယလှုပ်တယ်အလုပ်တစ်ခုကိုလေဘီရောမလုပ်အဲတကယ်ပြောတာအဲ့ကအန်ဒီရဲ့စေတနာပဲအဲ့စေတနာအကျိုးပေးသွားတာလားတော့မသိဘူးဒီအားလုံးပဲမင်္ဂလာပါမီးကဒီနေ့ရန်ကင်းမှာရောက်နေရဒီနားမှာဝတာတို့တို့ဆိုင်ကောင်းလေးဆိုင်တွေ့ထားတယ်အာမီဒီနေ့ try ကြည့်မယ်ပြိသက်ကြီးတွေတူလိုက်ခဲ့နော်ဆိုင်ကတော့နည်းနည်းလေးတော့ရှင်းသေးတယ်ဒီမှာစားမဲ့ဆိုင်လေးကဆိုင်ကနာမည်လေးကရန်ဆန်းတယ်နော်သူတိုင်းကြိုက်တဲ့နှင်းစီကိုင်းနဲ့အဲ့ဒီမင်္ဂလာပါဟုတ်ဟိုဟာလေးဆိုင်နာမည်ကိုကြည့်ပြီးတော့ထူးဆန်းနေရဘယ်လို idea လေးနဲ့ပေးဖြစ်တာလဲလို့အန်ဒီသားလေးတွေအတွက်လေအန်ဒီသားလေးတွေကချီပူပွေးလေးတွေကြည့်လိုက်ဝတ်တုတ်ကလေးကိကလေးနဲ့ဟုတ်လားဆိုင်မခေါ်လာဘူးလားဒီကျောင်းသွားတယ်ကျောင်းသွားဝတာတို့ကလည်းလုံးဝကြီးပဲအတုံးနေဝတာတို့ဆိုင်ဆိုတော့ကြာတန်ကျော်တုတ်ကအမြဲတွဲနေရဆိုတော့ကြာတန်ကျော်တုတ်လေးရရဲရှာလေးရရဲချင်းနိုင်ရရဲတပီသုံးတတ်တာရိုးနုဥမအဆုံးရှိတယ်ဆိုရင်မောင်းတုတ်လေးရရဲစုံတုတ်လေးရရဲဒီအားကြောင့်အထက်ကအရွက်ကကြောင့်ဂျမ်ဆိုင်လားဂျမ်ဆိုင်ကွက်တီပဲဂျမ်ဆိုင် my favorite စားပါအောင်ပိတ်သက်ကြည့်သုံးတတ်တာတခုလေးနဲ့အောင်ပါသက်ထင်အောင်မဆန့်တော့ကြီးပဲရှဲ့ပဲတော့စားလဲဆက်ဆက်လေးမြည်အကြိုက်ပေါ့နော်ဒါပေမဲ့အဆက်မစားနိုင်ဘူးဆိုရင်တော့အချိုလောက်ခိုင်းလို့ရရဲ့ဒီဟေးရလဲမိုက်အနီကအစောရတဲ့အနီကအဲ့လိုအစားတောက်ချက်တာတိတ်သွားနေတာပါလေအရင်စားတောက်ဆိုင်ထောင်ထားရလေအဲကလေးတွေငယ်လို့ဆိုပြီးအနီနားလိုက်ပေါ့ကွာအဲ့လိုချက်နေရတာကိုဝါနာပါလားအိမ်မလေးအဲ့လိုဒီမရောက်ခဲ့လဲအန်ဒီကအိမ်မအဲ့လိုခင်တဲ့လူတွေကိုချက်ကျွေးရအန်ဒီအလုံးနားနေတဲ့အချိန်မှာဖုန်းကြီးအပါ30လောက်ရှိရနေ့တိုင်းချက်လူရဒီအစားတောက်ပဲကိုကလည်းလှုပ်တာဝါနာလည်းပါချက်လေးချက်တာလည်းရမ်းလည်းလှုပ်ချစ်တာအဲ့ကျန်တဲ့ကြောတုတ်လည်းရပါပြီရှယ်ပဲအများကြီးပဲနော်ပဲဒီနော်ကျန်တဲ့လည်းနူးလေးအခိုင်ကျအဲ့လိုမျိုးရှိရမလားလို့နေရလို့ရှိရင်ကွာကျန်တဲ့မှာဝါရပါရှိတယ်ဒီမှာတော့အစင်ပြေနူးလေးနဲ့အဲ့ဒီအသေးလေးနှိပ်ပြပါဒါခုနအနီထားပြီးအယိုးနုပဲကြည့်ပဲညအသေးကိုဒီမှာဥချိုနဲ့တွဲစားမယ်နှစ်ချောင်းကြီးပဲဒါစနေအောင်မဆန်တော့ထားပါအောင်ဆယ်ပဲညဝတ်တာတို့ထိုးဆိုင်သွားပြီဆိုလုံးဝထမင်းလို့ပဲရှယ်စားပြီးသွားရင်အိမ်ကထမင်းစားနိုင်တော့အောင်စားသွားလို့ညာအန်ဒီစီမှာအစားအများဆုံးကတော့နန်ယိုးတို့လေနန်ယိုးနုတို့ရှာတို့နန်ယိုးနုဆိုတာလေသမီးရတယ်သူများရဲ့လို့မဟုတ်ဘူးနန်ယိုးနုကြွကြော်လုံးတဲ့ဟာမျိုးတွေလေအန်ဒီကဒီမဲ့တွေ့လားဒီမဲ့လုံးဝနန်ယိုးအနုနော်သမီးကြည့်လိုက်အဲ့လိုမျိုးလေတချို့ရဒါမျိုးဈေးကြီးလို့မလုပ်ဘူးတချို့ဒါအမတွေကိုလည်းပြောတယ်အသားကိုရေခဲရိုက်တွေပါမပြင်းတဲ့အတင်းမကြိုက်ဘူးအဲ့လိုပစ္စည်းဈေးချို့တာကိုအန်ဒီမလိုက်ဘူးမြတ်တယ်ဆိုတာသမီးရဲ့အများကြီးမလို့အန်ဒီလှူခြင်းတယ်ဒီဆိုင်စားဆောက်တယ်အန်ဒီအမြတ်ပထမဆုံးရတဲ့အမြတ်ကိုကျောင်းဆောက်တယ်ဒီရဲ့ဆိုရင်ကွာသူများရေးဆိုရင်ဒီလိုထဲမှာဒီလိုမျိုးမထည့်ဘူးအန်ဒီဆိုရင်အဲ့လိုထည့်တာဒီမှာထည့်တယ်တွေ့လားဒီကမဟုတ်အယိုးနဲ့ချိုတဲ့အချိုလိုချင်တာ
ချိုမုံနေပါရင်လည်းချိုတာကိုမလိုချင်ဘူးတရရွက်ဟွာဒီမှာတရရွက်တေချာမစားကြည့်ဘူးစားကြည့်ရမယ်တရရွက်လည်းမိုက်တယ်စုံစားခြင်းနဲ့ဆိုရင်တော့စောစောလေးလာပါမြတ်စောစောလာမှာအစုံပဲမြို့ဥပိတ်လေးဒီမှာတောင်များများကြိုက်တဲ့ဥပိတ်ဒီမှာလည်းအုံနှောက်လေးရရပေါ့ဒီမှာပါဒါအီမာဆိုဟိုရုပ်တီလေးနဲ့တံမြာလေးလေးညှစ်ပြီးတော့လူညံ့ညာပဲစက်ထဲမှာပျော်သွားကွာရုပ်တီလည်းဆက်ထားရဲတံမြာလေးလေးညှစ်ထားတော့ချင်းဆက်ဆက်လေးငါစုပ် sauce ကိုကြိုက်လားမကြိုက်လားကုန်တော့မမနူးနူးအီအီလေးဟောက်သားလည်းနူးနူးလေးမှာ sauce တာချင်းဆက်ဆက်လေးနဲ့ပေါင်းပြီးတော့သားကလုံးဝမအီပဲနဲ့မိုက်တယ်သားလို့ပါအဲဆိုဆက်စားလိုက်အောင်မနော်ဒါဥမပါအရင်ရောင်းရတယ်စားဖွင့်တဲ့နေ့တည်းရောင်းရတာပဲအလီမရောင်းတဲ့နေ့မရှိဘူးမကုန်တဲ့နေ့လည်းမရှိဘူးဘယ်လိုကုန်မှမသိဘူးအလီ9ပိတ်တာမကောက်6ပိတ်တာ9ပိတ်တာလောက်ရှိမှာပေါ့နော်အဲ့စားကိုဖွင့်လိုက်တယ်ဖွင့်ပြီးအဲ့ညက်လည်းကုန်တာပဲအဲ့နဲ့တိုးကအခု20ပတ်ဝန်းကျင်ဖြစ်သွားတယ်အနီကချက်တဲ့နေရာမှာလည်းအတီချာဆေးတယ်အတီချာတတရက်လှုပ်တယ်အလုပ်တစ်ခုကိုလေဘီရောမလုပ်ဘူးအနီကတကယ်ပြောတာအဲ့ကအန်ဒီရဲ့စေတနာပဲအဲ့စေတနာအကျိုးပေးသွားတာလားခြားဆိုင်နေနဲ့မတူဘဲနဲ့ထူးခြားတဲ့ချက်ကပါလဲဆိုတော့ဝတ်သားတုပ်တို့အတုံးကြီးကြီးလေးလှီးပေးထားတယ်။ခြားဆိုင်နေမှာဆို2ချောင်း3ချောင်းပူးပြီးတော့စားကြမလို့တစ်ချောင်းနဲ့ပါဇက်ထဲမှာအပြည့်ပဲ။တန့်ရှင်းမှုလည်းရှိရယ် street food ဆိုပေမဲ့ပေါ့နော်။ပြီးတော့အရင်ကြိုက်တယ်ပြိသက်ကြီးလေးလာစားဖို့ဖိတ်ခေါ်တယ်။ဆိုင်လေးကိုလာစားခြင်းနဲ့ဆိုရင်တော့ဆိုင်လေးကရန်ကင်း12လုံးတက်မီ point ထောက်မှာရှိရယ်။ရှားလည်းလွယ်တယ်ဒီမှာမီ point ရှိရယ်။ဆိုင်ဖွင့်ချိန်ကမနက်7:00နာရီကနေပြီးတော့ည9:00နာရီထိဒီနေ့မီးရလာတာစောတော့စုံလင်းလေးစားလို့ရတယ်ပိတ်သက်တွေလည်းဘယ်လိုမျိုးအစုံစားခြင်းလို့ရှင်စောလေးလာခဲ့လို့ဖိတ်ခေါ်ပါရယ်မီးရနေဖိုက်ပြေသွားတယ်